မဲပြီးတယ်ဆိုတာနိုင်ငံသားကြီးရဲ့နိုင်ငံသားတယောက်ချင်းစီရဲ့အခွင့်အရေးပါလာမဲ့နိုင်ငံရေးလွတ်တော်နိုင်ငံရဲ့အခင်းကျင်းအစိုးရတိမှာကိုအမျိုးသားကိုဥတီတောက်ပူစားပြီးနဲ့ဇုံမီအမျိုးသားပါတီကလည်းတတ်နိုင်သမျှရောက်တဲ့နေရာတိုင်းမှာမဲပြီးတဲ့အချိန်ကျမဲပြီးတဲ့နေ့ကျရင်မဲပြီးတော့ရွေးကောက်တင်မြောက်ကြပါကျွန်တော်တို့ပါတီရုံကြီးနဲ့မဲပြီးကြပါကျွန်တော်တို့ဇုံမီလူမျိုးနဲ့ဇုံမီဒီတာဖွံ့ဖြိုးရေးအတွက်တတ်နိုင်သမျှအတိုက်ပွဲဝင်ဆောင်ရွက်သွားပါမယ်လို့ကျွန်တော်ကတိပြုပါတယ်ခင်ဗျာကျွန်တော်ပါတီဇုံမီအမျိုးသားပါတီဖွဲ့တာကြတော့3 လလောက်ပဲရှိသေးတယ်ကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိပါတယ်လက်ရှိအားလုံးကြည့်တဲ့အတိုင်းလက်ရှိနိုင်ငံရေးအခြေအနေနဲ့မြေအခြေအနေအခက်အခဲတွေအများကြီးရှိပါတယ်ဒီကြားထဲမှာကျွန်တော်တို့အခက်အခဲများစွာကြော်လွှားပြီးတော့လာမယ့်ရွေးကောက်ပွဲမှာလွတ်တော်နိုင်ငံရေးအခင်းကျင်းမှာကျွန်တော်တို့ဇုံမီတိုင်းရင်းသားဇုံမီလူမျိုးတွေကိုစားပြုနိုင်ဖို့လွတ်တော်နိုင်ငံရေးမှာကိုလူမျိုးရဲ့အတန်ကိုစားပြုနိုင်အောင်ဒီတာဖွံ့ဖြိုးရေးလုပ်နိုင်အောင်ကျွန်တော်တို့ပြင်ဆင်ပြီးတော့စူးစမ်းလုပ်နေပါတယ်ဒီနိုင်ငံရေးအခင်းကျင်းအပြောင်းလဲဖြစ်လာမယ်ဆိုရင်လွတ်တော်နိုင်ငံရေးပဲသွားတော့မှာကိုသွားတဲ့ခါကျတော့ကိုလူမျိုးကိုဒီတော့ကိုစားပြုမဲ့ပါတီမရှိဘူးဆိုရင်ကျွန်တော်တို့ကြံခဲ့မှာလေကြံခဲ့မှာဆိုတော့ကျွန်တော်တို့ကိုတတ်နိုင်သမျှကိုယ်စားလှယ်လောင်းတွေလည်းအမည်တင်သွင်းထားတယ်ချင်းပြည်နယ်လွတ်တော်မှာအပြည့်အဝမဟုတ်ရင်တော့မှထက်ဝက်ကျော်ကျွန်တော်အမည်စင်တင်သွင်းထားတယ်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်မှာလည်းကျွန်တော်တို့အဓိကပေါ့ကျွန်တော်မြောက်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းမှာအားလုံးမဲဆန္ဒနဲ့အားလုံးမှာကျွန်တော်လွတ်တော်ကိုယ်စားလှယ်လောင်းအမည်တင်သွင်းထားပါတယ်ပြီးတော့မှကျွန်တော်ထပ်ပြီးပြောချင်တာကပြည်သူတွေကျွန်တော်တို့တပီးနဲ့တတိုက်ပြည်လုံးမှာအခုပြိုင်မဲ့နိုင်ငံရေးပါတီ50ကျော်လောက်ရှိတယ်58ပါတီလောက်ရှိတဲ့အဲမှာကျွန်တော်တို့ဇုံမီတိုင်းရင်းသားများလည်းဇုံမီအမျိုးသားပါတီလည်းအပါအဝင်ဖြစ်ပါတယ်ကျန်တဲ့ပါတီလူမျိုးအကြီးကြီးလည်းသူတို့ဆိုင်ရာတက်ဆိုင်ရာပါတီတွေကိုသူတို့ရွေးချယ်တင်မြောက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုအမျိုးသားကိုစားပြုမဲ့ဇုံမီအမျိုးသားအကျိုးစီးပွားကိုကာကွယ်မြင့်တင်နိုင်မဲ့ဇုံမီအမျိုးသားကိုပါတီကိုတာလေမဲပြီးကြဖို့နိုင်ငံအရရမှာဒီတာအရရမှာရောက်ရှိနေတဲ့ဇုံမီပြည်သူမဲဆန္ဒမဲရှင်ပြည်သူများကိုဒီကနေတိုက်တွန်းပါတယ်ကျွန်တော်တို့အရင်ကတော့ဇုံမီပါတီရှိခဲ့ဘူးတယ်အခုကတော့သူတို့နားထားပြီးသွားနားထားတော့ကျွန်တော်တို့မျိုးဆက်တစ်တွေအတက်ကြီးပိုင်းလည်းပါတယ်အရွယ်မြောက်ပေါ့လူငယ်ပိုင်းလည်းပါတယ်ပြီးတော့မျိုးဆက်တစ်တွေလည်းအဓိက balance ဖြစ်တော့ကျွန်တော်တို့ပါဝင်ထားပါတယ်ကျွန်တော်တို့အဓိကတော့ချင်းပြည်နယ်တီးတီမြို့နယ်နဲ့တွန်းဆောင်မြို့နယ်မှာအဓိကရုံးဆိုင်ပါတယ်လက်ရှိတော့ရန်ကုန်မှာကျွန်တော်တို့ယာယီရုံးချုပ်ဖွင့်ထားပါတယ်ခင်ဗျဟုတ်ကဲ့လက်ရှိတော့အားလုံးတည်တဲ့အတိုင်းပဲလေနော်အားလုံးနိုင်ငံရေးအမြင်သဘောထားမတူသဘောထားကွဲလွဲမှုပေါ့ခံယူချက်မတူဘူးပေါ့ကျွန်တော်တို့ဘယ်သူမှပြီးမတင်လို့ပါဘူးနိုင်ငံရေးဆိုတာကိုယ့်ရဲ့အမြင်မတူဘူးလေခံယူချက်မတူဘူးဒါပေမဲ့ကျွန်တော်အမြင်ကြတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အမြင်ကြောက်ဘာလဲဆိုတော့ကျွန်တော်တို့ဥပဒေဘုံတွင်မှာဒါလက်ရှိဖွဲ့စည်းပုံကျွန်တော်ကြိုက်တယ်ဖြစ်စီမကြိုက်တယ်ဖြစ်စီဒီဖွဲ့စည်းပုံအခြေခံအောက်မှာတွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဖွဲ့စည်းပုံအောက်မှာပဲကျွန်တော်တို့လိုချင်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တို့federal ရေးရာတို့ကျွန်တော်တို့တတ်နိုင်တဲ့မြောက်ဥပဒေဘုံတွဲမှာစပွဲဝဲမှာဆွေးနွေးနိုင်ဖို့ကျွန်တော်တို့ပါတီအနေနဲ့ရည်မှန်းထားတယ်ပြီးတော့ခုနမေးတယ်လို့ခုနအကူမေးတယ်လို့လက်ရှိကျွန်တော်တို့နေမြေကတော့အဖွေပေါင်းများစွာရှိတယ်ကျွန်တော်တို့တတိထားပြီးလုပ်ပြရပါတယ်ပြီးတော့မှတွားရေးလာရေးလည်းခက်ခဲတယ်ကြီးတဲ့တိုင်းပဲချင်းပြည်နယ်ကဒီဖွံ့ဖြိုးတိုးတက်မှုနောက်ကျဆုံးထဲမှာပါတာဦးမြန်မာနိုင်ငံထဲမှာဒါပေမဲ့သူတို့လည်းတိုက်ပြည်တိုးတက်ဖို့ကုလိုမျိုးကုဒေတာဖွံ့ဖြိုးတိုးတက်ဖို့ရည်မှန်းထားတဲ့လူတွေပဲအဖွဲ့အစည်းပေါင်းစုံဒါဒီကျွန်တော်တို့ခုလောလောဆယ်မဖြစ်နိုင်ရင်တော့မှတော့အနာဂတ်မှာအားလုံး all inclusive ဖြစ်တဲ့အားလုံးလက်ခံနိုင်တဲ့ဇုံမီနိုင်ငံရေးဖြစ်ချင်းပြည်နယ်နိုင်ငံဖြစ်တက်ဆိုင်သူအားလုံးအဖွဲ့အစည်းအကြီးကြီးအားလုံးနဲ့တို့ကျွန်တော်တဖြည်းဖြည်းဆွေးနွေးပြီးတော့ညှိနှိုင်းသွားဖို့ရှိပါတယ်ခင်ဗျာ 100% တော့ပြောလို့မရဘူးเนาะ 100% တော့ပြောလို့မရဘူးတတ်နိုင်တမျှတော့ကျွန်တော်တို့အခုမဲစင်းကိစ္စတွေကြိုတင်မဲစင်းကိစ္စတွေလည်းကျွန်တော်တို့
ကြိုးစားပြီးတော့စုဆောင်းတာအချက်လက်တွေစုဆောင်းတာတွေရှိတယ်ကဲလို့များကျွန်တော်တို့ကတော့အနည်းဆုံးတိတိသုံးစာမှာ90ရာခိုင်နှုန်းလောက်တော့မှန်းထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ဒီတာပဲလေကျွန်တော်တို့ဘောလုံးကန်တာဘောလုံးပွဲဆိုရင်ကျွန်တော်တို့ဒါအင်ကွင်းပဲလေဒါကျွန်တော်တို့အားတာချက်ရှိတယ်ကျွန်တော်မှလည်းဒါကျွန်တော်တို့ strong group ပေါ့အမှန်ခံနေပြီဖြစ်တာကိုပြည်သူတွေကလည်းစဉ်းစားတင်တယ်ပြည်သူကလည်းစဉ်းစားမှာပါတခြားပါတီပေးတာချက်တခြားပါတီပေါ့ဥပမာဗျာပြည်မပါတီတွေထက်ကုဒီတာကုခန်းစားချက်ကိုနားလည်နိုင်မဲ့ကုခန်းစားချက်ကုအခက်ခဲကိုကိုရင်ဖြည့်ရှင်းပေးနိုင်မဲ့ကုအမျိုးသားရေးပါတီကုအမျိုးသားကိုစားပြုတဲ့ဇုံမင်းအမျိုးသားပါတီတာလည်းပေးတဲ့တယ်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်လို့မြောင်မန်းချက်ကြတော့ကျွန်တော်တို့ဒီတာဖွံ့ဖြိုးရေးအဓိကအခြေခံအဆောက်အုံဖွံ့ဖြိုးရေးပညာရေးကျန်းမာရေးလူမှုရေးအဲ့ဒါကြီးကိုကျွန်တော်တို့လမ်းပန်းစစ်တွေအဓိကကျွန်တော်တို့ဒီတာဖွံ့ဖြိုးရေးအတွက်လုပ်မယ်ပြီးတော့ချင်းပြည်နယ်လူမျိုးနွယ်စုအားလုံးနားလည်မှုရှိပြီးတော့အချင်းချင်းနားလည်မှုရှိပြီးတော့ဈေးလုံးမြင်ခွင့်အောင်ကျွန်တော်တို့တတ်နိုင်တမျှကြိုးစားဆောင်ရွက်တော့ဖို့ရည်မှန်းထားပါတယ်ခင်ဗျာချင်းပြည်နယ်မှာမြောက်ပိုင်းမှာအဓိကပေါ့တုံပိုင်းလေးမျိုးနယ်ကတော့ရွေးကောက်ပွဲမရှိဘူးလို့ယခုချိန်ထိကြီးညာနောက်ထပ်ကြီးညာချက်မထုတ်ပြန်တဲ့ရွေးတော့ရွေးကောက်ပွဲမလုပ်ဖြစ်သေးဘူးလို့ပြောတယ်၄မျိုးတယ်ပေါ့မြောက်ပိုင်းကျတော့အဓိကကျွန်တော်ပြိုင်ပွဲကကြောပြည်ခိုင်ပြုဖြစ်မှာပါပြည်ခိုင်ပြုရဲ့ကျွန်တော်ဇုံမြင့်အမျိုးသားပါတီရဲ့ပြည်သုံးလုံးရဲ့ပြီးတော့ချင်းပြည်တစ်ပါတီဒီပါတီပြီးတော့ခုမေးပါတီပေါ့၄ပါတီပေါ့ပါတီထဲမှာတော့ကျွန်တော်ဒီတာမှာပြည်ခိုင်ပြုနဲ့ဇုံမြင့်အမျိုးသားပါတီပဲအဓိကပြရမယ့်သဘောရှိပါတယ်ခင်ဗျာရွေးကောက်ပွဲပုံမှာပြည်သူတွေဘယ်လိုကျွန်တော်အနေနဲ့ဘယ်လိုသဘောထားမှချက်အကြံပြုချင်လဲဆိုတော့ကျွန်တော်တို့အမဲပြီးတယ်ဆိုတာနိုင်ငံသားတယောက်ချင်းစီရဲ့အခွင့်အရေးပါရွေးကောက်ပွဲမှာကျွန်တော်တို့မဲမပြီးရလေပြီးတလောက်နဲ့သူကရည်သွက်ပြီးတော့ရွေးကောက်ပွဲကျင်းပမှာကိုဒါကြောင့်မို့ကိုကြံခဲ့မှာတဲ့အခက်ခဲကြမှာလာမဲ့နိုင်ငံရေးလွတ်တော်နိုင်ငံရေးအခင်းချင်းအစိုးရတစ်မှာကိုအမျိုးသားကိုဒီတောက်ကိုစားပြုမဲ့ဇုံမီအမျိုးသားပါတီကူတာလေတတ်နိုင်သမျှရောက်တဲ့နေရာတိုင်းမှာမဲပြီးတဲ့အချိန်ကျမဲပြီးတဲ့နေ့ကျရင်မဲပြီးတော့ရွေးကောက်တင်မြောက်ကြပါကျွန်တော်တို့ပါတီကိုယုံကြည်နဲ့မဲပေးကြပါကျွန်တော်တို့ဇုံမီလူမျိုးနဲ့ဇုံမီဒီတာဖွံ့ဖြိုးရေးအတွက်အတတ်နိုင်သမျှအတိုက်ပွဲဝင်ဆောင်ရွက်တော့ပါမယ်လို့ကျွန်တော်ကတိပြုပါတယ်ခင်ဗျာ